ကရဝေးတွေရဲ့ကျွန်တော်စီးပွားတက်ဆိုတဲ့ဒီရေတရာလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့ငွေကြီးနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတဲ့သူတွေနော်နောက်ပြီးတော့အကျွေးတွေများနေတဲ့သူတွေပေါ့နော်ပြီးလို့ရှိရင်ငွေကံပိတ်နေတဲ့သူတွေနော်အယောင်းဝယ်မကောင်းတဲ့သူတွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကံမကောင်းဖြစ်နေတဲ့သူတွေအနေနဲ့ဒီရေတရာအစီအစဉ်လေးကိုဒါလှုပ်ဆောင်လို့ရပါတယ်နော်အဲ့တော့ကရဝေးတွေရဲ့ဒါစီးပွားတက်ဆိုတဲ့အစီအစဉ်လေးပါနော်အဲ့တော့စတင်လှုပ်ဆောင်ရမှာကတော့ကျွန်တော်တို့ညပိုင်းဖြစ်ပါတယ်နော်ညပိုင်းမှာကျွန်တော်တို့ဒါလုပ်ပေးပါနော်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ပထမဆုံးကျွန်တော်ညပိုင်းပေါ့နော်ညပိုင်းဥမာမိအဆင်ပြေတဲ့အချိန်မှာ9နာရီဖြစ်ဖြစ်10နာရီဖြစ်ဖြစ်ပေါ့နော်ဒီလိုအချိန်မျိုးမှာမိမိကဒါမိမိရဲ့ကိုလိုဟာပေါ့ကိုလက်မျက်နှာပေါ့နော်ခြေတော့စေးတာကိုလက်မျက်နှာတန့်စင်တာလေးလုပ်ပေးပါနော်လုပ်ပေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနော်ကိုရောမြတ်ကြီးကိုကျွန်တော်တို့ကဒါရေချမ်းတစ်ခွက်ကတ်လူပေးရပါမယ်နော်ရေချမ်းတစ်ခွက်ကတ်လူပေးရပါမယ်ပြီးတော့ရှင်ကျွန်တော်တို့ကရဝီးရွက်ပေါ့နော်ကရဝီးရွက်တစ်ရွက်ကိုကျွန်တော်ယူရပါနော်ကရဝီးရွက်ကတော့ကျွန်တော်တို့ဒါကျူတင်ပြီးတော့စီစဉ်ထားဖို့တော့လိုတာပေါ့နော်ကရဝီးရွက်ကတော့ကျွန်တော်ဝင်လို့ရပါတယ်ဒါတန်ပေါက်တွေပါချက်တဲ့နေရာမှာလည်းသုံးကြပါတယ်နော်အဲ့တော့ကျွန်တော်ဘရစီးဆိုင်တွေမှာဆိုလို့ရှိရင်ဒီကရဝီးရွက်ကိုဝယ်လို့ရပါတယ်နော်ကရဝီးရွက်ကိုအဆူပဲဖြစ်ဖြစ်အချောက်ပဲဖြစ်ဖြစ်ရပါတယ်နော်အဲ့တော့ဒီကရဝေးရွက်ဝယ်တဲ့အခါမှာတော့ကျွန်တော်ကရဝေးရွက်ကလေးကမပေါက်မပြဲเนาะအနာစာပါတာမျိုးမဖြစ်ဘဲနဲ့အရွက်တန်တန်ကလေးဒါရအောင်ဝယ်နိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်เนาะအဲ့တော့ဈေးထဲမှာရှိတဲ့ပရဈေးဆိုင်တွေမှာအလွယ်တကူဝယ်လို့ရပါတယ်တချို့ဆိုဆိုင်တွေမှာလည်းဒါအိတ်ကလေးနဲ့ထည့်ပြီးတော့ကရဝေးရွက်လေးကိုတည်တံ့ရောင်းတာလည်းရှိပါတယ်เนาะအဲ့ဒီမှာအတန်ဆုံးဖြစ်မဲ့เนาะအပြည့်နာစာကင်းနဲ့အပေါက်ပြဲကင်းနဲ့ကရဝေးရွက်တွေကိုအသုံးပြုလို့ရပါတယ်เนาะအဲ့တော့လောက်ရမဲ့ပုံစံကတော့ကျွန်တော်တို့ကရဝေးရွက်ကိုဒါမိမိအိမ်မှာရှိတဲ့ရေမွေးတစ်မျိုးမျိုးပေါ့เนาะရေမွေးတစ်မျိုးနဲ့ကျွန်တော်ကရဝေးရွက်လေးကိုရေမွေးလေးဖြန်းပေးပါနော်ရေမွေးလေးဖြန်းပေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကမိမိမှာရှိတဲ့ပတ်စံပေါ့နော်ဥပမာ1000တန်ဖြစ်ဖြစ်1000တန်ဖြစ်ဖြစ်900တန်ဖြစ်ဖြစ်မိမိအစဉ်ဖြစ်တယ်လို့လုပ်လို့ရပါတယ်နော်အဲ့တော့1000တန်သုံးကျင်လည်းရတယ်အဲ့တော့1000တန်သုံးကျင်လည်းရ900တန်သုံးကျင်ရတယ်ပေါ့နော်အဲ့တော့အရွက်လက်တာလေးပေါ့နော်အရွက်လက်တာလေးတစ်ရက်ကိုယူပါယူလို့ရှိရင်ကျွန်တော်တို့စောစောကရေမွေးဖြန်းထားတဲ့เนาะရေမွေးဆက်ထားတဲ့အမွေးနဲ့သားလေးဖြန်းထားတဲ့ကျွန်တော်တို့ကရဝေးရွက်ကိုအဲ့ပတ်စံလေးရဲ့ကြားထဲမှာညက်ပေးပါเนาะညက်ပေးပါเนาะညက်ပြီးတော့အဓိကကတော့ကျွန်တော်တို့ဒီကရဝေးရွက်ကဒီငွေဆက်ကူကြားလေးထဲမှာညက်နေဖို့ပဲလိုတာပါเนาะပြီးသားလို့ရှိရင်ကျွန်တော်တို့ကဒီဖျားစင်ပေါ့နော်ဖျားစင်မှာကျွန်တော်တို့အဲ့ဒါလေးကိုဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ဒီအပေါ်မှာကျွန်တော်တို့ဖျောင်းနိုင်ထွန်းရမှာဖြစ်ပါတယ်နော်အဲ့တော့အောက်မှာဖျောင်းနိုင်ထွန်းပြီးတော့မီးထွန်းခံလို့ရတယ်ဥပမာစင်မီးကွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ပကံပြားသေးသေးလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ပကံပြားသေးသေးလေးပဲဖြစ်ဖြစ်စင်မီးကွက်လေးပဲကွက်လေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီအောက်မှာကျွန်တော်တို့ကဒီအစောဟာဒီရေမွေးဖြန်းထားတဲ့ကရဝေးရဲ့ညှက်ထားတဲ့ဒါငွေဆက်ကူလေးကိုကျွန်တော်တို့ကထားပေးရပါမယ်เนาะပြီးလို့ရှိရင်အဲ့ဒီပုံမှာကျွန်တော်တို့ကစင်မီကွက်လေးဖြစ်ဖြစ်တင်မယ်ပကံပြားလေးတန်တန်လေးတစ်ချက်ဖြစ်ဖြစ်တင်မယ်တင်ပြီးလို့ရှိရင်အဲ့ဒီပုံမှာကျွန်တော်တို့ကဖျောင်းနိုင်အလင်းနိုင်เนาะဖျောင်းနိုင်အလင်းနိုင်တန်လေးကိုကျွန်တော်တို့ကမင်းညှိပြီးတော့ပူဇော်ပေးရမှာဖြစ်ပါတယ်เนาะပူဇော်ပေးရမှာဖြစ်ပြီးတော့ကျွန်တော်တို့ကဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကျွန်တော်တို့ဆုံးပန်းရေးချမ်းကတ်လူမယ်ပြီးရင်ကျွန်တော်တို့ဩဃာတကတော်ကျိုးနဲ့ကတော်မယ်9ပါးတိလိုက်ခံကိုစောက်တည်မယ်ထုံးစံတိုင်းမယ်ကျွန်တော်တို့ကုန်းတော်ကိုပါပွားများမယ်ပြီးရင်ကျွန်တော်မေတ္တာတော့ရွတ်ပေးပါတော့เนาะမေတ္တာတော့ရွတ်ပေးပါအားလုံးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးကပြီးသွားပါပြီเนาะပြီးသွားရင်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုတော့ကျွန်တော်တို့ကစောစောကဒါဖျောင်းနိုင်ဒီပူဇော်ထားတဲ့အခါမှာအလင်းနိုင်ပူဇော်ထားတဲ့အခါမှာဒီဖျောင်းနိုင်အလင်းနိုင်ကမီးကုန်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စောစောကဒီအောက်မှာစင်မီကွက်အောက်ပကံများအောက်မှာထားတဲ့ဒီကရဝေးရွက်ကိုငွေဆက်ကူလေးနဲ့အုပ်ထားတဲ့ဥစ္စာလေးကိုယူပါเนาะယူပြီးလို့ရှိရင်ဒီဖျားစီရဲ့အရှိမှာပဲအဲ့ဒီနားမှာပဲမိမိရဲ့လက်နှစ်ဖက်နဲ့အဲ့ဒါလေးကိုစုပ်ကင်ပါเนาะစုပ်ကင်ပြီးသားလို့ရှိရင်ကျွန်တော်တို့ကဒီဝါတက်ပတိအာတိစောကာရတော်မြတ်ကြီးကိုတက်စီရွတ်ဖက်ပူဇော်ပေးပါပေါ့เนาะဥပမာမိမိတက်က25နှစ်ဆိုရင်25ခေါက်ရွတ်ဖက်ပူဇော်ပေးပါအသက်30ဆိုလို့ရှိရင်အကျိန်30ရွတ်ဖက်ပူဇော်ပေးပါเนาะအဲ့တော့ဒီဝါတက်ပတိအာတိစောရတိမာပါတိစန္ဒီမာတဏ္ဍနောကတ္တိယောတက်ပတိဇာယီတက်ပတိပြမနောအထတပ္ပမောရတိဗုဒ္ဓတက်ပတိဒေဇတ္တာဗုဒ္ဓံဝနာမိအာရယံနမကာရအနုဘာဝေနတက်ပေပူရင်းတို့သင်္ကပ္ပါဆိုတဲ့ဒီဝါတက်ပတိအာတိစောကာရတော်မြတ်ကြီးကိုကျွန်တော်တို့ကတက်စီရွတ်ဖက်ပူဇော်ပေးရပါမယ်เนาะအဲ့လိုပူဇော်တဲ့အချိန်မှာကျွန်တော်တို့ကစောစောကကရဝေးရွက်ကိုငွေဆက်ကူလေးအုပ်ထားတာကိုကျွန်တော်တို့ကလက်နှစ်ဖက်နဲ့ကင်ထားရပါမယ်เนาะကင်ထားပြီးတော့ပူဇော်ပေးရပါမယ်เนาะဒါဆိုလို့ရှိရင်ပြီးပါပြီပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒါမိမိအိတ်တဲ့အိတ်ရာပေါ့เนาะမိမိအိတ်တဲ့အိတ်ရာမိမိအိတ်တဲ့ခေါင်းအောင်เนาะအဲ့ဒီခေါင်းကမိမိအမြဲတစေအိတ်တဲ့ခေါင်းအောင်ဖြစ်ရပါမယ်เนาะမိမိရဲ့ခေါင်းအောင်ဖြစ်ရပါမယ်เนาะတခြားသူရဲ့ခေါင်းအောင်နဲ့မရပါဘူးမိမိအမြဲတစေအမြဲတမ်းအိတ်တဲ့ခေါင်းအောင်ဖြစ်ရပါမယ်เนาะအဲ့ဒီခေါင်းရဲ့အောက်မှာဒီစောစောကဒီကရဝေးရွက်ကလေးကိုငွေဆက်ကူပတ်ထားတဲ့ဥစ္စာလေးကိုခေါင်းအောက်လေးထဲမှာထားပြီးတော့အိတ်ပေးပါเนาะအဲ့ဒါကိုကျွန်တော်တို့ကဘယ်နည်းရက်လုပ်ရမလဲဆိုတော့ကျွန်တော်တို့က9ရက်လုပ်ပေးရပါမယ်เนาะ9ရက်တီတီလုပ်ပေးရပါမယ်9ရက်တီတီလုပ်ပေးပြီးသွားလို့ရှိရင်9ရက်ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ
ဒီဘာပေါ့ဒီကရဝေးရဲ့အုတ်ထားတဲ့ငွေစက်ကူကောက်လေးကိုယူပါယူပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီကရဝေးဘက်ကလေးကိုကျွန်တော်တို့ကမီးရှို့ပေးရပါမယ်နော်မီးရှို့ပေးရပါမယ်မီးရှို့တဲ့အခါမှာလည်းမီးဘေးအန်ဒီရမဖြစ်အောင်နော်မီးဘေးအန်ဒီရလည်းကင်းအောင်ဒါဟိုဒီခြားလေးစီမံပြီးဆောင်ရွက်ပါနော်အဲ့တော့မီးလေးရှို့ပေးပါမီးရှို့ပေးပြီးတဲ့အခါမှာကျွန်တော်တို့ဒါပြာလေးတွေရလာပါလိမ့်မယ်နော်ပြာလေးတွေရလာပါလိမ့်မယ်အဲ့ဒီမီးလောင်သွားပြီးတဲ့ရလာတဲ့ကရဝေးရဲ့ပြာလေးတွေကိုကျွန်တော်လက်လေးနဲ့ခြေပြီးတော့နော်မိမိနေတဲ့အိမ်မိမိရဲ့အိမ်ရဲ့အိမ်အဝင်ပေါက်ပေါ့နော်အိမ်တက္ကမကြီးကိုဆိုလိုတာပါနော်အိမ်လုံးရဲ့တက္ကမနော်ကျွန်တော်ခြံဝင်းတက္ကမမဟုတ်အိမ်ရဲ့တက္ကမနော်အိမ်ရဲ့လူဝင်တဲ့တက္ကမကြီးရဲ့အရှိမကျွန်တော်တို့ကအဲ့ဒီကရဝေးရဲ့ကိုမီးရှို့ထားတဲ့ဒီပြာလေးတွေကိုကျွန်တော်တို့ကဖြန့်ကျဲပေးရမှာဖြစ်ပါတယ်နော်အိမ်ရှိမှာလေကားရှိတယ်လေကားလေးတွေအိမ်ပေါက်ဝလေးမှာအိမ်မဝါလီရဲ့လေကားလေးကိုကျွန်တော်တို့ဖြန့်ကျဲပေးရမှာဖြစ်ပါတယ်နော်လေကားမရှိလို့ရှိရင်လည်းကျွန်တော်တို့ဒီအိမ်ပေါက်ဝလေးမှာကျွန်တော်တို့ကအဲ့ဒီကရဝေးရဲ့ပြာချထားတဲ့ပြာလေးတွေကိုဖြန့်ကျဲပေးရမှာဖြစ်ပါတယ်နော်ဖြန့်ကျဲပေးရှင်စိတ်လေးကနေပြီးတော့ဒါငွေတွေဝင်လာပါစေနော်ဒါငွေကြီးကန်တွေတက်လာပါစေငွေကြီးကန်တွေပွင့်လာပါစေနော်ငွေတကားတွေဖွင့်ပေးပါငွေတကားတွေပွင့်လာပါစေငွေတွေဝင်လာပါစေဆိုပြီးကျွန်တော်တို့ကဆူတောင်းပေးရမှာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒီအစီအစဉ်လေးကပြီးသွားပါပြီနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီစောစောကဒီပတ်ထားတဲ့ငွေစက်ကူလေးကိုတော့ကျွန်တော်1000နဲ့ပြည့်1000ပြည့်900နဲ့ဖြစ်ဖြစ်အဲ့ဒါကိုတော့မိမိအမြဲတစေကန်ဆောင်တဲ့ပတ်စံအေးလေးတွေမှာဆောင်ထားပါနော်အဲ့ဒီငွေကိုလုံးဝမသုံးဖြစ်ပါနဲ့အဲ့ဒါလေးကိုကျွန်တော်တို့ဆောင်ထားပေးရပါမယ်နော်ဆောင်ထားပြီးလို့ရှိရင်ဒါအဆင်ပြေသွားပါပြီပြီးသွားပါပြီနော်ပြီးသွားပါပြီတကယ်လို့မှမိမိရဲ့ပတ်စံရေးမကန်ဘူးဒါစိုင်းနေပါလိမ့်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအန်ဆွဲလေးထဲမှာဒါငွေသိန်းနဲ့အန်ဆွဲလေးထဲမှာထားလို့ရပါတယ်နော်အိမ်မှာငွေသိန်းတဲ့လူတွေအနေနဲ့ကလည်းမိမိငွေသိန်းနဲ့တစ်တာမိမိငွေသိန်းနဲ့ပြီးတော့အန်ဆွဲနော်အစားရှိတဲ့ပြင်မှာအဲ့ဒီငွေစက်ကူလေးကိုကျွန်တော်တို့ကသိမ်းစီထားပေးလိုက်ရုံပါပဲနော်ဒါလေးပါပဲနော်အဲ့တော့ဒါလေးကလုပ်ရလဲရိုးရှင်းပါတယ်လွယ်ကူပါတယ်နော်အဲ့တော့9ရက်တီတီလောက်ပါ9ရက်ပြည့်တာနဲ့ဒါအဆင်ပြေပါလိမ့်မယ်နော်အဲ့ကရဝေးရက်ကိုမီးရှို့ပြီးတော့ပြာချတာကတော့ကျွန်တော်9ရက်ပြည့်ကကြမှာပဲလုပ်ပါနော်9ရက်ပြည့်မှာပဲလုပ်ပါနော်အဲ့တော့ကျွန်တော်တို့ဒီနေ့ဒါကောင်းအောင်မထားအိတ်လိုက်မယ်နောက်နေ့ကျရင်အဲ့ဒါယူပြီးတော့ကျွန်တော်တို့တစ်ခါပြန်ပြီးတော့ဒါဘုရားရှင်မှာပြန်ပြီးတော့ကျွန်တော်တို့ဒါစီမံမယ်ပြီးသွားလို့ရှိရင်ကောင်းအောင်ဒီမှာဒါထားပြီးတော့အိတ်မယ်နော်9ရက်ထားပြီးတော့အိတ်ပြီးတော့မှအဲ့ကရဝေးလေးကိုမီးရှို့ပြချတဲ့အစီအစဉ်ကိုလုပ်ပါနော်အဲ့တော့လွယ်ပါတယ်နော်ထီလည်းထီရောက်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်ဒါလေးကိုမျှဝေပါတယ်ဒါလေးကတော့အကျွေးများနေတဲ့သူတွေငွေမဝင်တဲ့သူတွေနော်ငွေကြီးလက်ပိတ်နေတဲ့သူတွေအများဆုံးလှုပ်ဆောင်ပါနော်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုဒါကြည့်နေကြတဲ့မိတ်ဆွေများအပေါင်းနော်ကျွန်တော်ရဲ့ channel မှာရှိနေကြတဲ့မိတ်ဆွေများအပေါင်းမိတ်ဆွေတို့အားလုံးတို့ဒီလည်းစီးပွားလက်လာပါပွင့်နိုင်ကြပါစေငွေကြီးကန်နေပွင့်ကြပါစေငွေကြီးကန်နေပွင့်ပြီးလို့ရှိရင်ငွေတွေမိမိလို့ရင်လို့တလောက်မိမိစူးစမ်းစူးစမ်းတလောက်မိမိဝိရိယရှိတလောက်ငွေများနော်မိမိကန်ရှိသလောက်ဒါအတိုင်းစားမရှိဝင်လာကြပါစေနော်မိမိကန်ရှိသလောက်ဝင်လာကြပါစေအလူကြီးတန်းကြီးများလည်းပြီးနိုင်ကြပါစေနော်ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အဲ့တော့တခြားသူများလည်းသိရှိသွားအောင်မျှဝေပေးခြင်းဖြင့်လည်းဒါကုသိုလ်ယူကြပါနော်ဒီနေ့မှာတော့ကျွန်တော်ဒီအစီအစဉ်လေးကိုမျှဝေပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်